ကဲဒီနေ့တကြံအတက်နေ့16ရက်4လ2026လဲကျွန်တော်တို့ holiday ပြရဟိုတယ်ရက်စကန်ကနေရှိသိန်းတော်ဖေရအသွားပြန် order လေးရပါတယ်အဲ့ဒီမနက်ပိုင်းအသွားပြန် order လေးပါအဲ့ဒါကျွန်တော်ပို့နေပါတယ်နော်အဲ့ဒါပြီးရင်17နာရီကိုကျွန်တော်မမီမှာဆိုးတဲ့အတွက်ကျွန်တော်ရဲ့လေစိတ်ကကျွန်တော်ညီကိုတော့ကိုကျော်ဆိုးကိုကျွန်တော်လေစိတ်အပို့လေး order လေးပေးလိုက်ပါတယ်မျှဝေပေးလိုက်ပါတယ်ကျွန်တော်ကတော့နေ့လယ်2နာရီခွဲကိုတော့မိပါတယ်ကျွန်တော်လေစိတ်ကိုတက်ကြိုပြီးတော့မန်လေးပို့ရမယ် order လေးကျွန်တော်ညနေသွားပါမယ်လေစိတ်ကိုဒီတမားလေးအခုလိုအားပေးတဲ့အတွက်ကျန်အတက်နောက်ဆုံးနေ့ဒီဘန်ကောက်လာကြိုတာပါအဲ့ဒါဘန်ကောက်လာကြိုတာဖြစ်ပါတယ်ဗျမနက်ကရှိသိန်းတော်တော့ပြတစ်ခေါက်ရယ်လေစိတ်အတက်ပို့တစ်ချောင်းရယ်အခုလေစိတ်ကနေကြိုပြီးတော့မန်လေးပို့ရမယ်အဲ့ဒါလာကြိုတာပါလေစိတ်ရောက်နေပါတယ်ဗျဒီတမားလေး